လူခံစားရတယ်ဆယ်ရမှာ ပြောပါတယ် လွန်ခဲ့တဲ့9နှစ်လောက်တော့ဟိုပြိုင်ပွဲသေးလေးမှာဟန်တာကြီးကောင်းထောက်ကမင်းကိုငါ cash နေရတဲ့ချိန်နောက်တစ်ချိန်မှာငါတို့စင်မြင့်ပေါ်မှာဒီလိုမျိုးတူတူထိုင်နေရမယ် မှ လို့ န်တယ်ဘယ်သူကထင်ပါ ဘယ်သူကထင်ပါလဲမေးရောမေး မှန်တယ် မေးရော ရင်တော့ကသိရမလားတော့ကဲ9နှစ်ကျော်လောက်က အေးဘောအဲ့ကြော်တော့ဟမ် ဒါပေမဲ့တော့ကိုစစ်တော်ထဲမှာကျွန်တော်တို့ကဘတ်တူပဲချန်ပီယံ ဟုတ်တယ်ချန်ပီယံ နှစ်ပွဲလောက်တာနှစ်ပွဲလောက်ချန်ပီယံ ငါအခုဒီ Zigazin YouTube channel မှာဟိုဟာ Odas အဖြစ်ဆုံး stream မင်းရဲ့ live stream လေးဆိုတဲ့ပွဲ live stream ဗီဒီယိုနဲ့ကဲဆိုတော့ညူတို့ညီကိုတို့ comment လေးတွေချက်ဟွာလုပ်ပြီ comment လေးတွေချက်ညီကိုတို့ကောင်းလေးမင်းနော်မင်းတို့ကောင်းလေးမင်းမှာဒါဖိတ်ခေါ်တာဈေးနဲ့ကြည့်ရနော်ဒါကအချိန်နေပေးရတာမင်းတို့ပွဲပဲချိန် ညနေမှညနေ4ခွဲလောက်မြန်မာချိန်9နိုင်တော့မြန်မာချိန်9နိုင်တော့တော့ငါတို့တိုင်ခုဟာတာပြည်တယ်ဟုတ်လားနော်ဒီဟာရော serious question လေးပေးဟာဘယ်နာတော့ champion ပဲပါ အဲ့ဒါချက် champion ပဲဒါပေမဲ့ဟိုဒါဟိုဘောလုံးပေါ်ရတာမေးရမှာဘယ်တည်းကမင်းတို့တော့အခက်အခဲဆုံးဖြစ်နေလို့ထင်တယ် လက်ရှိဂရုထဲမှာဆိုတော့လာပြီးဖိလစ်ပင်းပေါ့နာပြောင်းတဲ့ကဖိလစ်ပင်းမှာပေါင်းဆုံးတင်းဟုတ်တယ်ကိုရီဒီဖဲကွန်မန်လာနိုင်ပြီးွားရင်လာပြီးဖိလစ်ပင်းနဲ့တွေ့တယ်လက်တော့ဆိုတော့အဲ့ဒါဖြစ်တယ်တို့ဆိုလည်းပြ စပင်းတွေပါရောမင်းကအဆင်ပြေခဲ့တာစပင်း ခွေးနေရပြည်တယ် စားတော့ကတော့ဒီနေ့စားတော့ကတော့ပြော ဓာကြီးကမလည်းနဲ့ဒီနေ့ဆက်ကြွေးလိုက်တယ်သမီးလာပြသမီးလာဒီနေ့ကတော့ဟိုလေဟိုတယ်မှာစပိန်နေနေမြို့ဟိုတယ်ရှိရောက်တယ်ဟောအဲ့တော့လည်းဘယ်စစ်မို့မန်းလာတော့ကိုချန်ပီယံနေတော့ကွန်မန့်သူဟိုကွန်မန့်နေချက်ဖတ်တယ်W ကလမားတဲ့နိုင်အောင်လုပ်ပေးပါတဲ့ချန်ပီယံလဲလာနေတော့ ချန်ပီယံပဲတကယ်ချန်ပီယံရောက်ကျူးသားနေတယ်ပြီးတော့ကိုရီစကရင်းရက်တွေလည်းကောင်း ကောင်းတယ်စပရင်းရက်တွေလည်းကောင်းတယ်ဒီလိုဟွာရဲ့ရန်ဂျီကိုမရှုံးဘူးမှန်တယ်မျက်ရွာဝဲရွာလူတော်ကြီးအကောင်းဆုံးပြစ်စစ်ထားပြီးပြင်လာတယ်မင်းကောင်းလို့ပြင်ဆင်ထားတယ်ဒါမျိုးမျိုးပြရတယ်ဒီတော့ဒီကောင်လည်းဟုတ်တယ် ပြီးရင်ဟိုကလောက်သွားမယ်ဒီလေးပါတော့စားမယ်ပြီးရင် training လုပ်မယ်ပြီးညနေပြန်ဝဲဆော့မယ် ခဏတော့ကင်မရာဝါဝါရောခင်တော့ခင်တို့တို့နဲ့တော့မှာ ရတယ်အေးအေး ဟောဒီမောကအားနာလေ ရတယ်အေးအေး မောဒီကောင်မေကုန်းလေးတစ်ချက်ကောင်းလေးလုပ်ပါမေကုန်းလေးတစ်ချက်ကောင်းလေးလုပ်ပါငါလည်းကိုမန်တိုင်းပြောရင်ကိုရီးယားဒီမှာဘော်လာလိုမျိုးပြောနေတာကွာကျမဒါကြီးကတွေ့ရဝမ်းလာရပါညာရဒါကြီးအားကျမ AC ပဲလားဘာညာဆိုအဲ့လိုမျိုးပြောနေတာဒါပေမဲ့တွင်းမှာဆိုတော့ဒီဆောင်လေးကိုလည်းလုပ်ပြရမယ်ရတယ်ဘန်းစရာရှိရဘန်းပြပါကိုကြီးတဲ့ဟုတ်ကဲ့ကျွန်တော်ကတော့ဒီဘန်းဟီးရိုးတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်အတွက်ကိုဘန်းလာပြီးသားပေါ့ respect လုပ်ပြီးတော့ ကိုဘန်းလာပြီးသားရှိတယ် respect ဘန်းတွေပါတွေကကြတော့ game 1နဲ့ game 2ပြီးတာအဲ့ဒီထည့်လို့ရအောင် ဟောရဲ့ဆူထားတဲ့ dread တွေရှိတယ် ဒီဘက်အတွက်လားရှိရဲတို့ ရှိရဲ့ ပွဲရောက်ရင်ကြည့်လိုက်အနိုင်ကြီးရှိ လူတော့ရပုံပုံမလား ဒီတော့ပူပြောတကယ်တီးပါ မြန်မာနိုင်ငံရဲ့မိန်းကလေးသင်းရောယောက်ျားလေးသင်းရောနှစ်သင်းလုံးနဲ့ EWC ပါဘူးတဲ့ပထမဆုံး coach နော် first time ပထမဆုံး coach